လောကကြီးမှာဘယ်သူနဲ့မှမတူတဲ့ဘယ်သူနဲ့မှမရနိုင်တဲ့ထူးခြားတဲ့ဆက်သွယ်မှုမျိုးကိုခံစားဖူးပါသလားတရားနဲ့တရားစကားတော်မပြောရသေးခင်မှာပဲယဉ်နီးကျွမ်းဝေနေတယ်လို့ခံစားရတာမျိုးဒါဟာအတိတ်ဘဝကတည်းကပါလာတဲ့ဖူးစာကံများလားပထမဆုံးအချိန်တွေ့တဲ့အချိန်မှာတည်းအရန်ယဉ်နီးတယ်လို့ခံစားရခြင်းလူတယောက်နဲ့ပထမဆုံးအချိန်ဆုံတွေ့လိုက်တဲ့အခါမှာတည်းအရင်ကတည်းကတည်နေခဲ့တယ်လို့ယဉ်နီးနေတယ်လို့ခံစားရတာမျိုးပါဒါဟာစိတ်ဝိညာဉ်ချင်းချိတ်ဆက်မိနေတဲ့ပထမဆုံးအချက်ပြမှုပါပဲဒုတိယချက်စကလုံးမလိုပဲနားလည်ပေးနိုင်ခြင်းအချင်းချင်းဘာမှပြောရှာမလိုပဲတယောက်မျက်လုံးတယောက်ကြည့်နေုံနဲ့ဘာဖြစ်နေလဲဘာတွေးနေလဲဆိုတာကိုနားလည်ပေးနိုင်တာမျိုးပါဒါဟာဘဝပေါင်းများစွာကတည်းကအတူရှိခဲ့ဘူးတဲ့ပုံရိပ်တွေပြန်ပေါ်လာတာမျိုးလို့ဆိုကြပါတယ်တတိယချက်အခက်အခဲတွေကိုအတူတူကျော်ဖြတ်နိုင်ခြင်းဘဝမှာမလားပဲမှောင်တိုင်းထမ်းပါစေဒီလူနဲ့အတူတူရှိနေရင်စိတ်ကအေးချမ်းသွားတာမျိုးပါအခက်အခဲတွေကိုအတူတူရုန်းကန်ရတာပင်ပန်းပေမဲ့သူနဲ့ဆိုရင်တော့အဲ့ဒီပင်ပန်းမှုတွေကပျော်ရွှင်မှုတွေဖြစ်သွားတတ်ပါတယ်စတုထအချက်အတူတူရှိနေချိန်မှာအချိန်တွေမြန်လွန်းနေခြင်းဖူးစာကံပါလာတဲ့သူနဲ့ရှိနေချိန်မှာအချိန်ဆိုတာမရှိတော့တယ်လို့ပါပဲနာယီပေါင်းများစွာစကားပြောနေပါစီနေ့ပိုင်းလေးပဲရှိသေးတယ်လို့ခံစားရတာဟာသူနဲ့ရှိနေတဲ့အချိန်တွေကတိဘဝရဲ့အဖို့တန်ဆုံးချိန်ဖြစ်နေလို့ပါပဲပြင်စမချက်အသက်ရှင်ခြင်းရဲ့အတိတ်ပဲကိုပိုပြီးတိတာစေခြင်းဒီလူနဲ့တွေ့ပြီးနောက်ပိုင်းမှာတိဘဝကအရင်ကထက်ပိုပြီးတောက်ပလာတယ်တင်ဘသူလဲတင်ပါလောက်ခြင်းလဲဆိုတာကိုသူကအမြဲတမ်းအားပေးပြီးတစ်ကိုပူကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်အမြဲတွန်းအားပေးနေမှာပါဖူးစာကံဆိုတာအလိုလိုရလာတာမဟုတ်ပါဘူးအဲ့ဒီကံကိုထိမ့်သိမ့်ဖို့အတွက်နှစ်ယောက်လုံးကအတူတူကြိုးစားပေးရတာပါဒီလိုမျိုးဖူးစာကံပါသူကိုတွေ့ပြီး